ဒီကနေ့ကျွန်တော်ပြောမဲ့ကောင်းစဉ်ကရွေးချယ်မှုဖြစ်ပါတယ်တိတက်တဲ့အရွယ်အစားပြီးရွေးချယ်မှုနဲ့ကျွန်တော်စတင်စုံစည်းပါတယ်ကျောင်းသားမလားမသားဘူးလားကျောင်းသားရင်မမိုးရမယ်စားကျင်တာစားရမယ်အင်ကြီးလှလှလေးဝေးရမယ်ကျောင်းသားရင်အရိုက်ခံရမယ်ဒုတိုက်ဆွဲခေါ်ခြင်းခံရမယ်ဒါမနဲ့ကျွန်တော်ဟာအတင်းကျပ်ဆွဲခေါ်ခံပြီးအရိုက်နဲ့ခံရတဲ့ရွေးချယ်မှုရွေးချယ်ခဲ့ဘူးပါတယ်စရိုဒန်ရောက်တဲ့အခါမှာကျွန်တော်ဖေကမင်းမြို့မှာသင်တန်းသွားတက်ရတယ်ပါတယ်မိသားစုလိုက်ခေါ်ခွင့်ရတဲ့အတွက်အမေဟာကျွန်တော်တို့ကလေးတွေကိုကျောင်းထွက်လက်မှယူပြီးအဖေနောက်တစ်ခါတည်းခေါ်သွားပါတယ်မြို့မှာကြံခဲ့မလားလိုက်သွားမလားဆိုတဲ့ရွေးချယ်မှုအမေကကျွန်တော်တို့မပေးပါဘူးသူ့ဘာသာသူရွေးချယ်လိုက်ပါတယ်တခါတည်းမှာကိုကမရွေးချယ်ဘဲနဲ့သူများရွေးချယ်လိုက်ခြင်းကိုလည်းခံရပါတယ်ကျွန်တော်တက္ကသိုလ်ဝင်တန်းရောက်တဲ့အခါမှာဆရာဝန်ဘွားကိုအားကြတယ်ဂျူဒီကုတ်ကလေးနဲ့လှလှပပနဲ့နကြကလေး11ချိတ်ပြီးတော့ကောင်းကောင်းမွန်မွန်ကိုစားတာမြင်ပြီးတော့သဘောကျပြီးတော့ဆရာဝန်ဘွားကိုဖြစ်ချင်တယ်ဒါမှနဲ့ကျွန်တော်ရဲ့ဆရာအမှတ်ကမမီတဲ့အခါကျတော့စေတက္ကသိုလ်တက်ခွင့်မရဘူးပညာရေးတက္ကသိုလ်ပဲတက်ခွင့်ရခဲ့ပါတယ်တခါတည်းမှာကံကြမ္မာပြဋ္ဌာန်းပြီးတော့ကျွန်တော်ကိုရွေးချယ်ပေးလိုက်ပါတယ်ကျောင်းဆရာဖြစ်လာတဲ့အခါကျတော့လေကျွန်တော်ဟာတပည့်တွေကိုမတတ်တအောင်သင်မယ်ချို့တဲ့တပည့်တွေရဲ့အိတ်ကတ်တွေကငိုနှိုက်မယူဆရာဂုံတိခါကိုတန်ဖိုးထားပြီးငွေရမယ့်အခွင့်အလမ်းတွေကိုကျွန်တော်ညှင်းပယ်ခဲ့ဘူးပါတယ်ဒီအတွက်ချွတ်ချွတ်တဲ့တဲ့နဲ့တိုင်းထွာစားရတဲ့ဘဝမျိုးကိုနှစ်ပေါင်းများစွာကျွန်တော်နေခဲ့ရပါတယ်ကျွန်တော်ဟာငွေကိုညှင်းပယ်ပြီးဂုံတိခါကိုရွေးချယ်မိခဲ့ခြင်းအတွက်နောင်တမရခဲ့ပါဘူးတခါတည်းဟမ်ကြမ်းမှန်းသိပေမဲ့လူတယောက်အနေနဲ့ရွေးသင့်ရွေးလိုက်တာကိုရွေးချယ်လိုက်လို့ကိုကြည်နပ်ပါတယ်နောက်တော့ကျွန်တော်အတမူဝမ်းကြောင်းပြောင်းပြီးတော့စာပေလောကကိုကြကုတ်ကြခဲအားထုတ်ကျူးပန်းလာတဲ့အခါမှာကောင်းကောင်းမွန်မွန်နေထိုင်စားတော့ဆိုတာကိုဝါသနာပါတဲ့အလုပ်လုပ်ပြီးတော့ပျော်ပျော်နေလို့ရပါတယ်တခါတည်းမှာမိမိကိုယ်တိုင်ရွေးချယ်ရတာမျိုးရှိသလိုသူများရွေးချယ်ပေးတာလည်းကြုံရပါတယ်တခါတည်းကံကြမ္မာကပြဋ္ဌာန်းရွေးချယ်တာမျိုးလည်းရှိပါတယ်ဒါပေမဲ့မှားယွင်းပါကဆင်းရဲဒုက္ခခံရပါလိမ့်မယ်ရွေးချယ်မှုမှန်မှဟန်ကြပါတယ်လူဟာဘဝခီးမှာကြုံတွေ့ရမယ့်ရွေးချယ်မှုအမျိုးမျိုးကိုအမြဲတမ်းမှန်ကန်အောင်မရွေးချယ်နိုင်ပါဘူးမှန်တဲ့အခါမှန်မှားတဲ့အခါမှားပါတယ်အမှားနဲ့အောင်သတိရှိရှိနဲ့ရွေးချယ်တတ်ဖို့ပဲလိုပါတယ်သတိရှိတဲ့သူကအမှားနေတာပါပဲကျေးဇူးတင်ပါတယ်